အားလုံးပဲမင်္ဂလာပါဒီနေ့ဒီဗီဒီယိုလေးမှာမဲဆွေအတွက်ယုံကြည်မှုတည်ဆောက်နိုင်ဖို့အတွက်အချက်၃ချက်ကိုပြောပြမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ယုံကြည်မှုဆိုတာကျွန်တော်တို့ဘဝအတွက်ပဲဖြစ်စေကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေအတွက်ပဲဖြစ်စေတကယ်ကိုမှလိုအပ်တဲ့အရာဖြစ်ပါတယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ network လို့ခေါ်တဲ့အပေါင်းအသင်းမိတ်ဆွေဖွဲ့ရမှာလဲယုံကြည်မှုကတကယ်ကိုမှလိုအပ်တဲ့အရာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အခြားသူတွေရဲ့ယုံကြည်မှုကိုရဖို့ဆိုရင်ကျွန်တော်တို့အနေနဲ့လုံးလို့ရတဲ့အရာ၃ခုရှိပါတယ်အဲ့ဒါဘာတွေလဲဆိုတော့နံပါတ်1ကပေးထားတဲ့ဂတိတွေတည်ခြင်းပါဟုတ်ပါတယ်ကျွန်တော်တို့ပေးထားတဲ့ဂတိတွေတည်ခြင်းအဖြစ်လူတွေရဲ့ယုံကြည်မှုကိုရရှိနိုင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့စကားချိုတာပြောခြင်းကျွန်တော်တို့လူတွေနဲ့တွေ့တဲ့အခါမှာစကားကိုဝုန်းတိုင်းကျဲပြီးပြောဆိုတာနဲ့စရင်ကျွန်တော်တို့စကားကိုချိုတာပြောခြင်းအဖြစ်လူတွေကကိုယ့်အပေါ်မှာပို့ပြီးတော့ယုံကြည်မှုရှိလာနိုင်ပါတယ်နောက်သုံးတတိယတစ်ချက်က sorry ဆိုတဲ့စကားပါကျွန်တော်တို့မှာလူတွေဖြစ်တဲ့အတွက်အမှားဆိုတာမကင်းဘူးအဲ့ဒီအမှားမကင်းတဲ့အတွက်ကိုယ့်ရဲ့အမှားမှားသွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ sorry ဆိုတဲ့စကားလုံးသုံးတတ်ဖို့လိုပါတယ်အဲ့တော့ဒီသုံးချက်ကမိတ်ဆွေရဲ့ဘဝအတွက်ယုံကြည်မှုတည်ဆောက်ရပဲဖြစ်စေနောက်ဝက်အတွက်ယုံကြည်မှုတည်ဆောက်ရပဲဖြစ်စေတကယ်ကိုမှအသုံးဝင်တဲ့အရာ၃ခုဖြစ်ပါလိမ့်မယ်တစ်ချိန်တည်းမှာပဲကျွန်တော်တို့ကယုံကြည်မှုဆိုတာအသွားပြန်ရှိပါတယ်တရားကိုလည်းတေချာသဘောပေါက်ထားဖို့လိုပါတယ်အဲ့တော့ဒီဗီဒီယိုလေးကလည်းမိတ်ဆွေအတွက်အကျိုးရှိမယ်လို့ယုံကြည်ပါတယ်အကယ်၍အကျိုးရှိတယ်ဆိုရင် comment မှာ yes လို့ရေးခဲ့ပါအောင်နောက်ထပ်ဗီဒီယိုမှာကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲကောင်းသောနေ့လေးဖြစ်ပါစေ bye bye